ဒီနေ့တော့အဖေရန်စားခြင်းနဲ့ခွေးထောက်ရတဲ့ငခုလေးကိုဆက်ဆက်လေးကြော်ပါမယ်။ရုံဆုံးနေနဲ့ငခုနှကောင်ကိုချွဲစီအောင်လို့ဆလကာရင်းနဲ့နေစီပြီးပါမယ်။ပြီးရင်တော့ဘဟတ်ဆွဲထုတ်ပိုက်တွေကမလိုအပ်တာလေးတွေဆွဲထုတ်ပေးပါမယ်။တခြားမလိုအပ်တာလေးတွေပါလှီထုံညှက်ထုတ်ပြီးရင်တော့ငါးသားတက်တက်ကြောယူတက်တက်နှွာပါမယ်။ခေါင်းတော့ကြည်လို့နှစ်ချမ်းခွဲထားပေးပါတယ်။ပြီးရင်တော့ငါးအသားနှွာပါမယ်။ကြောယူလဲသုံးမှမို့လို့ကြောယူလည်းမကြီးမသေးလေးတွေလှီးထားပေးပါတယ်။ငါးသားကိုတော့လက်တစ်စစ်အတုံးလေးတွေလှီးထားပေးပါတယ်။ပြီးရင်တော့ရတာနေပေးပါမယ်။ရတာအတွက်စားအချွတ်မုံစက်သားမုံပဲငပြရင်နောက်ခရုစီငပိထည့်ပြီးတီချာလေးနှက်ထားပေးပါမယ်။ရတာနှက်ပြီးရင်တော့ချက်ပူအတွက်အိုးလေးကိုစီထည့်ပေးပါမယ်။စီကနည်းနည်းမြများလေးသုံးထားပေးပါတယ်။ပြီးရင်တော့ထောင်းထားတဲ့ကျက်သွန်နီကျက်သွန်ဖြူမြုပ်တီကြောင့်ညောင်တင်မုံစနေမုံထည့်ပြီးတော့မှုေးနေအောင်စီသက်ပေးပါမယ်။စီသက်နိုင်လေးမှုေးလိုက်ရင်တော့ရတာနှက်ထားတဲ့ငါးထည့်ပေးပါမယ်။တေချာလေးမှုေးပေးပြီးရင်တော့မဆလာလေးပါတစ်ခါတည်းထည့်ပေးပါမယ်။အနက်မှုေးအောင်လို့ပါ။ပြီးရင်တော့ရေမထည့်ပဲငါးကထွက်တဲ့အရည်နဲ့ပဲချက်ထားပေးပါမယ်။ငါးချက်နေတုန်းမှာရေဆေးသက်စင်ထားတဲ့ခွေးထောက်ရက်လေးတွေလှီးပေးပါမယ်။ကျမကတော့ခွေးထောက်ရက်လေးတွေကိုမထူမပါလှီးထားပေးပါတယ်။လှီးပြီးရင်တော့အခါရုပ်အောင်လို့စားနဲ့တစ်ချိန်နေပေးပါမယ်။စားနဲ့နေပြီးရင်တော့ရေစီအောင်ဆေးပြီးရေမကြံအောင်လို့ညှက်ထုတ်ထားပေးပါမယ်။အဖေကတော့အခါရုပ်မဲ့ကြောက်လို့စားနဲ့မနေစီခိုင်းပါဘူး။ကျမကတော့စီးလိုက်ပါပြီ။ရာသီဥတုကလည်းရမ်းကောင်းပါတယ်။ဒီဇင်ဘာလအောင်မိုးရနေလို့ပါ။ချက်ထားပြီးလိုက်တာငါးသားလေးတွေချက်လာပြီးဆိုရင်တော့မကြီးရထည့်ပေးပါမယ်။ပြီးရင်တော့ရေစီးတန်းစင်ထားတဲ့ခွေးထောက်ရက်လေးထည့်ပေးပါမယ်။အဖုံမဖုံမဲနဲ့၄-၅ချက်လောက်မှုရင်တော့ခွေးထောက်ရက်လေးကကျက်နေပါပြီ။ကြံတဲ့မဆလာလေးပါအုပ်ပေးပြီးရင်တော့အရန်စားလို့ကောင်းတဲ့ခွေးထောက်ရက်နဲ့ငခုနဲ့ကြော်တာလေးရပါပြီ။အခါရဲ့အချင်းရဲ့အဆက်ရဲ့အရသာလေးကထမင်းဖြူလေးနဲ့တွေ့စားတာအရန်စားကောင်းပါတယ်။နောက်ဗီဒီယိုတွေအတွက် like and follow လေးလုပ်ပါပေးပါအောင်ရှင်။